သူကရင်ထဲမှာအပြစ်မကင်းလို့လိပ်ပြမလုံးဖြစ်နေတာဗျကျွန်တော်အားလုံးအတွက်သမင်းဘူးဆိုင်တစ်ဆိုင်နဲ့ကြိုတင်တောက်ဆက်ပေးထားပြီးသားတပွဲကို3ရွံပဲကြားတင်ပြီးအသားယူကောင်းကောင်းနှစ်မျိုးဟင်းသီးဟင်းရွက်နှစ်မျိုးပါဝင်တဲ့အပြင်သမင်းလဲဝအောင်စားနိုင်တယ်သူ့ဆိုင်ထက်ထဝိမကတက်တာပြီးပို့ပြီးတော့လဲတန်မိုးရှိတယ်ဗျဒီစကားလဲထွက်လာရောလူအုပ်ကြီးကြားထဲမှာချက်ချင်းဆိုသလိုစူညံပွက်လောရိုက်သွားတော့တာပဲတကယ်ကြီးလားတပွဲကို3ရွံတယ်လားဒါဆိုသူ့ဆိုင်မှာလုံးစားနေတော့ဒီစီကတကယ်လူကောင်းပဲငါတို့ကိုငင်းငင်းငင်းနေတယ်ဟုတ်ပါတချို့လူတွေလို့မဟုတ်ဘူးရွာတွေရဲ့ကျွေးစားကိုပဲနေတိုင်းမျက်စိကြနေတာဟုတ်တယ်မလားမျက်စိကြနေတာဟုတ်တယ်မလားရွာသားအယောက်20ကျော်ဟာတပြိုင်နက်တည်းအော်ဟစ်စူညံလာကြတယ်ဝန်တော်တော်ကပထမဆုံးရှေ့ထွက်လာပြီးကျွန်တော်ခြေရင်းသားကိုတထွေးနဲ့ထွေးလိုက်တယ်ငါတို့တကယ်မျက်စိမှောက်ခဲ့တာပဲနင့်လက်ရာကို9နှစ်တောင်စားခဲ့ရတယ်သူမကပြောဆိုဆိုနဲ့ပဲမိမိအိတ်ကိုဆွဲမပြီးချက်ချင်းလှည့်ထွက်သွားတော့တယ်အဲ့ဒီနောက်မှာတော့ကြံရှောင်ဟေးရဲ့အမေကလည်းထက်ချက်မကွာလိုက်သွားခဲ့တယ်နင်ဒီလိုလုပ်ရင်တနေ့နောင်တရားလိမ့်မယ်ကျန်တဲ့လူတွေကလည်းတယောက်ပြီးတယောက်လှုပ်လှုပ်ရှားရှားဖြစ်လာပြီးအပြင်ကိုထွက်သွားဖို့ပြင်ဆင်နေကြတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကြံရှောင်ဟေးကရုတ်တရက်အော်ဟစ်လိုက်တယ်အားလုံးခဏလောက်စောင့်ကြဦးဒီစကားကြောင့်တကားဝအထိရောက်နေပြီဖြစ်တဲ့လူအားလုံးခြေလမ်းတွေတန့်သွားကြတယ်သူတို့အားလုံးတပြိုင်နက်တည်းလှည့်ကြည့်လာကြပြီးသူတို့မျက်ဝန်းထဲမှာ low grade တွေရှက်တန်းလျက်ကျွန်တော်ကိုစိုက်ကြည့်နေကြတယ်ကျန်းတာဟိုင်ဒီ9နှစ်အတွင်းမှာမင်းရွာသားတွေစီကနေပိုက်ဆံဘလောက်တောင်ခေါင်းပုံဖြတ်ခဲ့လဲဆိုတာမင်းကိုမင်းအတိဆုံးဖြစ်မှာပါခေါင်းပုံဖြတ်ထားတာဆိုရင်အားလုံးကိုပြန်ပေးတင်နေမဟုတ်ဘူးလားဟုတ်တယ်ပိုက်ဆံတွေပြန်ဒီ9နှစ်လုံးဆိုင်မှာတို့တော့ပိုက်ဆံတွေပြန်ပေးရကျန်းတာမင်းပိုက်ဆံပြန်မပေးဒီနေ့ဒီကိစ္စမပြီးဘူးတယောက်တစ်ပေါက်ဆဲဆိုတန်တွေဟာကျွန်တော်နှလုံးသားကိုအနဲ့ထိုးဆွနေတယ်လို့ခံစားရစေတယ်ရှေ့မောက်ကရင်းနှီးပြီးသားမျက်နှာတွေကိုကြည့်ရင်တကယ်ပဲသစိမ်းတွေလိုခံစားရပြီးရင်ထဲမှာအေးဆက်သွားခဲ့ရတယ်9နှစ်တာတန်ရောစင်နဲ့9နှစ်တာစောက်ရှောက်ပေးခဲ့မှုတွေဟာသူတို့မျက်စိထဲမှာတန်ဖိုးမရှိဖြစ်သွားခဲ့ရပြီးကြံရှောင်ဟေးရဲ့တွေးထိုးစကားအနှဲငယ်ကြောင့်တင်သူတို့ကကျွန်တော်ကိုရန်သူလိုသဘောထားပြီးအမျက်ကြီးစားတဲ့ကုန်တဲ့တယောက်လိုမြင်သွားကြတယ်ကျွန်တော်ဒေါသကိုအောင့်ရဲပြီးအန်ဂျိတ်ကပြောလိုက်တယ်အင်မတန်မှခင်ဗျားတို့ပေးခဲ့တဲ့ထမင်းဘိုးတွေဟာအဲ့ဒီအချိန်ကစားခဲ့တဲ့တန်ဖိုးတိုင်းပါပဲကျွန်တော်ထမင်းဘူးရဲ့ရင်းနှီးစရိတ်ကိုခင်ဗျားတို့ဘာသာဈေးထဲမှာတွားမြင့်ကြည့်ရင်သိနိုင်ပါတယ်ကျွန်တော်တပြားတစ်ချက်မှပုံမယူခဲ့ပါဘူးမတရားတဲ့ပိုက်ဆံကိုရှာဖွေခဲ့တာမျိုးလုံးဝမရှိပါဘူးကြံရှောင်ဟေးကနှာခေါင်းရှုံပြီးအထင်သေးတဲ့မျက်နှာပေးနဲ့လှုပ်လိုက်တယ်မင်းဒီလိုပြောလာမယ်ဆိုတာငါကြိုသိတာပဲသူကအိတ်ထဲကနေဖုန်းကိုအေးလူလူထုတ်လိုက်ပြီးကျွန်တော်ရှိမှလှုပ်ရမ်းပြလိုက်တယ်ကျန်းတာဟိုင်မင်းရဲ့ဒီဆိုင်မှာလုပ်ငန်းလိုင်စင်ရှိနေပေမဲ့လမ်းဘေးမှာလက်လေပြီးဆိုင်ဖွင့်တာကစီကန်းချက်တွေနဲ့မညီညွတ်ဘူးဗျအခုလေးတင်ကျွန်တော်ဈေးကွက်ကြီးကြပ်ရေးဦးစီးဌာနကိုဖုန်းဆက်ပြီးတိုင်ကြားလိုက်ပြီးမင်းမှာလုပ်ငန်းလိုင်စင်မရှိဘဲဖွင့်လှစ်ထားတယ်တန်ရှင်းမှုမပြည့်မီဘူးတက်တန်းလုံးအစားအစာတွေကိုတုံးထားတယ်လို့တိုင်ထားတယ်အခုချက်ချင်းရွာသားတွေကိုပိုက်ဆံပြန်မအမ်းရင်သူတို့ကိုဒီကိုလုတ်ခိုင်းပြီးမင်းရဲ့ဆိုင်ကိုချိတ်ပိတ်လိုင်စင်ကိုပယ်ဖျက်ပြီးနောက်နောင်ဒီလုပ်ငန်းကိုဘယ်တော့မှလုပ်လို့မရအောင်လုပ်ပြမယ်